င်္ဂလာပါရှင်ဒီနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ပြည်ထောင်စုအသစ်အတွက်ရှေ့သို့ထွက်ခဲ့ပါဆိုတဲ့ဆောင်းပါးတင်ဆက်ပေးပါမယ်။နွေဦးတော်လှန်ရေးဟာလွတ်လပ်ရပြီးနောက်မြန်မာနိုင်ငံမှာအကြီးမားဆုံးလူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။တော်လှန်ရေးအရှိန်ဟာကြီးမားကျယ်ပြန့်တာကြောင့်ခေတ်ဆက်ဆက်လက်နက်အားကိုနဲ့အနိုင်ကျင့်ပို့ကြခဲ့တဲ့နိုင်ငံဗန္နာတွေကိုစိတ်ကြိုက်သုံးပြီးတိစောက်တဲ့စစ်တပ်ဟာတမိုင်းမှာမကြုံဘူးတဲ့စစ်ရှုံးပွဲတွေဆက်နေပါတယ်။ကမ္ဘာကြီးစီကထိရောက်တဲ့အကူအညီတွေမရပေမဲ့လက်သုံးချောင်းထောင်စားခဲ့တဲ့နွေဦးတော်လှန်ရေးကလေးနှစ်ကျော်လာသည့်တိုင်စစ်အာဏာရှင်ဖြုတ်ချရေးတန်ဋိဌာန်နဲ့အရှိန်ပြင်းပြင်းခရီးဆက်နေပါတယ်။အခုဆိုရင်တော်လိုင်းဖွဲ့တွေကနိုင်ငံတော်အနည်းဆုံးမြို့ပေါင်း64မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ဒါအပြင်မြို့ပေါင်းများစွာကိုလည်းပတ်ပတ်လည်မှာဝန်းရံပိတ်ဆို့ထားသလိုဖြူဟာမြောက်လမ်းပေါင်းများစွာရွာပေါင်းထောင်နဲ့ချီတဲ့အရေးအတွက်ကိုလည်းစိုးမိုးထားပါတယ်။နွေဦးတော်လှန်ရေးရဲ့အရှိန်ကြောင့်အာဏာသိမ်းစစ်အုပ်စုဟာတရုတ်နဲ့ရုရှားနိုင်ငံတို့ကသာမကူညီရင်အခုချိန်ဆိုပြုတ်ကျနေပြီးမြောက်လိုင်းကလည်းပြည်သူတရားစီရင်ရင်ဆိုင်နေရတဲ့ဒါမှမဟုတ်ဒူတာတီနဲ့အပြိုင် ICC အဖို့ခံရဖို့တန်းစီနေရတဲ့နေရာတွေဖြစ်နေပါလိမ့်မယ်။စစ်အုပ်စုကကိုယ်နိုင်ငံသားတွေကိုတောင်ရဟန်းတန်ကမရှာခရီးယန်ဓမ္မဆရာလည်းမလို့အစ္စလမ်တရားဟောဆရာလည်းကင်းလို့ခွင့်မပေးကလေးငယ်မျိုးသမီးတက်ကြီးရွယ်ဦးမတန်ဆွမ်းကြောင်းသားစသဖြင့်ဘာကိုမှမရှောင်စစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်ကျော်အတွင်းရက်ဆက်ကြမ်းကြုတ်တဲ့နီလန်တွေအကုန်သုံးပြီးတပ်ဖြတ်အကြမ်းဖက်ပါတယ်အရှင်လက်လက်မိရှို့တာခေါင်းဖြတ်တာခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုဖြတ်တောက်တာစားတဲ့ဂျပန်ခေတ်ကဖက်စစ်တွေတက်တောင်ပြည်သူတွေပေါ်ပိုရုံမာပြီးကြောက်စိတ်သွင်းခဲ့ပြီးမြဲလူလူတော်လိုင်းကိုမရက်တတ်နိုင်ပါဘူးနိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP စုဆောင်းထားတဲ့အချက်လက်တွေအရစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်ဖွဲ့တွေကတပ်ဖြတ်တဲ့ပြည်သူပေါင်းမလ14ရက်ထိ6100ကျော်ရှိနေတာဖြစ်တာကိုအတည်ပြုနိုင်ပြီဖြစ်ပါတယ်။အတည်ပြုဖို့လိုနေသေးတာ3500ကျော်ရှိရလို့ထုတ်ပြန်ထားတာပါ။ဒါကြောင့်အသက်ခံရတဲ့ပြည်သူအနည်းဆုံး1000ဝန်းကျင်ရှိနေပြီဖြစ်တယ်လို့မြေပြင်မှာစစ်အုပ်စုကြောင့်တည်ဆုံထဏ်ရသူအခုထက်များနိုင်ပါတယ်။နိုင်ငံတော်စစ်တပ်မီးရှို့တဲ့နေအိမ်ပေါင်းကလည်း3,000ကျော်ရှိနေပြီဖြစ်ပါတယ်။ပြည်သူတွေရဲ့အသက်တွေဘဝတွေပေးဆပ်မှုဆုံးရှုံးရမှုများနေသည့်တိုင်ຫນွေဦးတော်လှန်ရေးကစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေကအင်းနဲ့အားနဲ့တိုက်ပွဲဝင်နေကြတာပါခေတ်သစ်သမိုင်းမှာအကြီးမားဆုံးလူထုတော်လှန်ရေးကြီးအခုလောက်ခရီးရောက်လာတာကအလွှာပေါင်းစုံကပြည်သူတွေရဲ့ကြာရနေရကထဲ့ဝင်ကြိုးပမ်းမှုတွေလူငယ်တွေတော်လှန်ရေးရဲဘော်တွေရဲ့ရဲဝံ့ဆွန်စွာအနစ်နာခံမှုတွေမစုံမနစ်တီထွင်ဖန်တီးမှုတွေတိုက်ပွဲဝင်မှုတွေကအဓိကကြာလာပါတယ်သူတို့လိုပဲနိုင်ငံတော်ဝန်ကတိုင်းတလက်နက်ကိုင်ဖွဲ့ရဲ့ပြည်သူတွေကိုကာကွယ်ဆောင်ရှောက်ပေးမှုလူငယ်တွေကိုစစ်ပညာသင်ပေးမှုစနစ်နဲ့ပံ့ပိုးပေးပြီးတိုက်ပွဲဝင်အတွေ့အကြုံမျှဝေမှုရက်ဆက်ကြမ်းကြုတ်တဲ့စစ်တပ်ကို PDF တွေရဲ့ရှေ့ကဥဆောင်တိုက်ပွဲဝင်ပေးခဲ့တဲ့တိုင်းတလက်နက်ကိုင်ဖွဲ့တွေကလည်းအလွန်အရေးကြီးလာပါတယ်တိုင်းရင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့တွေဆိုတာမှာစေအုပ်စုကိုခုခံတွန်းလှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေကိုပဲပြောတာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့ EAO အမည်ခံထားပြီးမြစ်စစ်တပ်လောက်ခံအဖွဲ့တွေစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကိုမတိုက်တဲ့အဖွဲ့တွေပြည်သူနဲ့တော်လိုင်းအဖွဲ့တွေကိုကုသလိုလိုစစ်ကောင်စီကိုကုသလိုလိုလုပ်နေတဲ့တာရဲဘက်ရက်မဲ့ချန်စီကိုခွထိုင်တဲ့ EAO တွေတော့မပါပါဘူး။ပြည်သူတွေနဲ့တော်လိုင်းအင်အားစုတွေအားလုံးပေါင်းစည်းမိကြလို့သာကြီးရည်လေးအင်အားတောင့်တင်းပါတယ်ဆိုတဲ့ကျင့်ဝတ်မဲ့စစ်တပ်ကြီးကတနေ့တခြားလုံးပါပြီးရိုင်းနေလာတာဖြစ်ပါတယ်။ဒါကြောင့်အာဏာသိမ်းကောင်ဆောင်ကပြည်ပကလက်နက်ကင်ဖွဲ့တွေဝင်လာနိုင်အောင်ပြည်ကပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းတွေကိုလက်နက်ကင်ခွင့်ပြုတဲ့ဥပဒေကိုဖုတ်ပူမိတိုင်းပြဋ္ဌာန်းခဲ့ပါတယ်။ဒါအပြင်ရုရှားကိုပြေးကပ်ပြီးတဝယ်ရှင်နဲ့စိတ်ကန်းအပါဝင်စီမံကိန်းတွေအများကြီးဈေးပေါ်ပေါ်ပြီးခဲ့ပြီးပြည်တွင်းလာပြီးစစ်ကူတိုက်ပေးဖို့မြှူဆွဲနေပါတယ်။နိုင်ငံမြေကိုတလက်မတောင်ကျူးကျော်မခံဘူးလို့အစဉ်အဆက်လေးလုံးထွားဝါဒဖြန့်ခဲ့တဲ့အာဏာသိမ်းစစ်ကောင်ဆောင်တွေကနိုင်ငံကိုရှောင်းကုန်လို့သဘောထားပြီးဈေးပေါ်ပေါ်နဲ့ထိုးရောက်နေကြပါပြီ။ဒါကြောင့်ဒီဒေါ်လာရေးမအောင်မြင်လို့မရပါဘူး။ဒီဒေါ်လာရေးမအောင်မြင်ရင်မြန်မာနိုင်ငံမှာမြောက်ကိုရီးယားထက်အခြေအနေဆိုပြီးတရုတ်နဲ့ရုရှားတို့ရဲ့ဩဇာခံအာဏာရှင်နိုင်ငံအဖြစ်ရသက်ပံနေသွားမယ့်အခြေအနေဖြစ်ပါတယ်။ဒီလိုသာဖြစ်လျင်တိုင်းရင်းသားပြည်သူအလုံးမင်းအောင်လှိုင်ရဲ့မျိုးဆက်တွေနဲ့နောက်တက်မဲ့စစ်အာဏာရှင်အဆက်ဆက်ရဲ့စစ်ဖက်နှက်အောက်မှာဆွေစဉ်မျိုးဆက်စစ်ကြုံခံကြမှာဖြစ်ပါတယ်။ဒီအခြေအနေကိုရှောင်လွှဲနိုင်ဖို့ကစစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ဖြုတ်ချရေးနည်းလမ်းတစ်ခုပဲရှိပါတယ်။သမိုင်းတလျှောက်တော်လိုင်းအင်အားစုတွေနဲ့ပြည်သူတွေအညီညွတ်ဆုံးချိန်ဆယ်စုနှစ်ပေါင်းများစွာအတွင်းစစ်တပ်အင်အားအချိန်အနည်းဆုံးမှတွေ့ဝင်မနေပဲစစ်တပ်ကိုအလဲထိုးကြရမှာဖြစ်ပါတယ်။တကယ်တော့စစ်တပ်ရဲ့ရိုင်းဆိုင်ရုံမှမှုယုံကြည်လို့မရတာဆရာဆွမှုတွေများကြီးကျူးလွန်ထားပြီးကင်းလွတ်ခွင့်စတာတွေကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပြည်내ကတိုင်းရင်းသားတွေကပို့သိကြပါတယ်။ຫນွေဦးတော်လှန်ရေးဟာအစိုးရပြောင်းယုံစစ်အာဏာရှင်လူလဲယုံတင်မဟုတ်ပဲစနစ်ပြောင်းတော်လိုင်းဖြစ်ပါတယ်။ဒါကြောင့်တော်လိုင်းအောင်မြင်ဖို့စစ်အုပ်စုကိုတော်လှန်နေချိန်မှာရောတော်လိုင်းပြီးလို့နိုင်ငံတော်တည်စတင်တိဆောက်ချိန်မှာပါနိုင်ငံတော်ကတော်လိုင်းအင်အားစုတွေခေါင်းဆောင်တွေပြည်သူတွေရဲ့အားများစွာလိုအပ်မှာဖြစ်ပါတယ်။
နိုင်ငံသစ်ဒီကန်ဟာတော်လိုင်းခေါင်းဆောင်တွေနိုင်ငံရေးခေါင်းဆောင်တွေပြည်သူတွေအတူတကွပူးပေါင်းဆောင်ရွက်ကြဖို့အလွန်ရေးကြီးပါတယ်။ຫນွေဦးတော်လိုင်းကာလာတခြားမှာတိုင်းရင်းသားပြည်သူတွေကြားမှာရောတိုင်းရင်းသားခေါင်းဆောင်တချို့မှာပါအမျိုးသားရေးစိတ်ဓာတ်တွေပိုပြင်းထန်လာပါတယ်။ဒီနေရာမှာຫນွေဦးတော်လိုင်းမှာပါနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကိုအထူးမြစ်တာရက်ခံလိုတာတခုရှိပါတယ်။လူမျိုးစုကိုစားပြုတိုင်းရင်းသားခေါင်းဆောင်ဖြစ်ကိုလူမျိုးကိုဒေတာကိုပြည်နယ်တခုအတွက်ကြည်တာမျိုးမဟုတ်ပဲပြည်ထောင်စုတစ်ခုလုံးအတွက်အဖိနှိခံတိုင်းရင်းသားပြည်သူတွေအားလုံးအတွက်ကိုပါလွှမ်းခြုံကြည့်ပြီးပြည်ထောင်စုတည်ဆောက်ရေးမှာအတူပူးပေါင်းပါဝင်ဦးဆောင်နေပြည်ထောင်စုကိုစားပြုတိုင်းရင်းသားခေါင်းဆောင်တွေအဖြစ်ရှေ့ကိုထွက်လာကြဖို့ဖြစ်ပါတယ်။အဲဒီလိုပြည်ထောင်စုတစ်ခုလုံးအတွက်ရောလူမျိုးစုအတွက်ရောဗန်းများအောင်စဉ်းစားလုပ်ကင်ကြပြီးဆိုရင်လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကြားပဋိပက္ခတွေကလည်းလျှော့ပါသွားမယ်လို့ယုံကြည်ပါတယ်။လူမျိုးကိုစားပြုခေါင်းဆောင်တွေအဖြစ်ကနေတိုင်းပြည်တည်ဆောက်ရေးအတူဝိုင်းဝန်းကြိုးပမ်းနေပြည်ထောင်စုကိုစားပြုခေါင်းဆောင်တွေအဖြစ်ပါဝင်လုပ်ကင်နိုင်အောင်လည်းပြည်ထောင်စုသဘောဆောင်နေတော်လိုင်းအင်အားစုတွေကဖိတ်ခေါ်တာဖန်တီးပေးတာလက်ကမ်းကြိုတာတွေလည်းအရေးကြီးလာတယ်လို့သုံးသပ်ပါတယ်။တိုက်ပွဲဝင်နေတဲ့တော်လိုင်းအဖွဲ့တွေအားလုံးကဆင်အာဏာရှင်ဖြုတ်ချရေးပုံကြီးမှန်းချက်တူညီသလိုကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားတန်းတူရေးကိုအာမခံနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပုံရီမှန်းချက်လည်းတူနေပါတယ်။ဒါကြောင့်နိုင်ငံတော်ဝန်ကတော်လိုင်းခေါင်းဆောင်တွေကိုပုံရီမှန်းချက်တွေအထမြောက်အောင်မြင်ဖို့ပြည်သူတွေနဲ့အတူဆက်လက်တိုက်ပွဲဝင်ပြီးဖို့ပြည်ထောင်စုတည်ဆောက်ရေးမှာလည်းအတူတကွပူးပေါင်းပါဝင်တာဝန်ထမ်းဆောင်ပြီးကြဖို့မြစ်တာရက်ခံတိုက်တွန်းလိုပါတယ်လို့ရှင်းသားထားပါတယ်။ဆက်လက်ပြီးနိုင်ငံတကာပိတ်ဆို့မှုတွေကိုကြော်လွှားဖို့နီလန်းရှာရမယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကနိုင်ငံတကာသူတို့ပေါ်တန်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုကြော်လွှားဖို့နီလန်းရှာရမယ်လို့ပြောကြားလိုက်ပါတယ်။လက်ရှိစစ်ကောင်ဆောင်တွေနဲ့လူပုဂ္ဂိုလ်တချို့ကိုနိုင်ငံတကာကပိတ်ဆို့အရေးယူထားသလိုကောင်စီကူတန်းရောင်းဝယ်မှုတွေကိုပိတ်ဆို့ထားတာကြောင့်အခက်အခဲတွေဖြစ်ပေါ်နေကရင်းဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကန့်သတ်ချက်တွေကိုကြော်လွှားရမယ်လို့ဆိုပါတယ်။မင်းအောင်လှိုင်ကမနေ့ကမလ15ရက်မနက်ပိုင်းကရန်ကုန်တိုင်းအလုံမြို့နယ်အေရှာဝေါ်ပေါ်တမင်နယ် AWPTစိတ်ကမ်းမှာစိတ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုနဲ့ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေကိုတွားရောက်ကြည့်ရှုစဉ်ပြောကြားခဲ့တာပါ။အရင်ကမြန်မာနိုင်ငံကစိတ်ကမ်းတွေဟာအရှိတောင်အာရှမှာပို့ကုန်တွေအကြီးကတင်ပို့တဲ့စိတ်ကမ်းတစ်ခုဖြစ်ခဲ့ပြီးလက်ရှိအချိန်မှာတော့အကြောင်းမျိုးမျိုးကြောင့်ပို့ကုန်တွေတင်ပို့မှုလျော့နေနေကရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကန့်သတ်ချက်တွေကိုကြော်လွှားမယ်လို့မင်းအောင်လှိုင်ကဆိုပါတယ်။ဆီယနာသိမ်းမှုကြောင့်သာတိုင်းပြည်ကစီးပွားရေးကျဆင်းသွားပြီးအဖက်ဖက်ကပိတ်ဆို့မှုတွေရှိနေတဲ့ပုံမှာတော့မင်းအောင်လှိုင်ကဘယ်တော့မှဝန်ခံပြောကြားခြင်းမရှိပါဘူး။နိုင်ငံတကာရဲ့ပိတ်ဆို့ရေးယူမှုတွေကြောင့်နိုင်ငံခြားသုံးငွေဆွဲမရဖြစ်ပြီးကုန်သွယ်လုပ်ငန်းတွေမှာငွေပေးချေဖို့အခက်အခဲဖြစ်နေရလို့အာဏာသိမ်းစစ်ကောင်ဆောင်ကိုယ်တိုင်2023ခုနှစ်ဇွန်လပိုင်းတုန်းကပြောဆိုခဲ့ပူပါတယ်။အာဏာသိမ်းပြီးချိန်ကစပြီးစစ်ဗိုလ်ချုပ်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုအမေရိကန်ကနေဒါပြည်တိုင်ဥရောပသမဂ္ဂတို့ကအရေးယူပိတ်ဆို့မှုတွေစတိုက်ချမှတ်တွန်းမြင့်လှုပ်ဆောင်လျက်ရှိရလို့သတင်းမှဖော်ပြပါရှိပါရရှင်။